ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုဘာမှမလှူဘူးဘာမှမလုပ်ဘူးသို့သောသူများလှူတာတန်းတာသို့မဟုတ်သူများလှူထားတဲ့ဆိုင်းဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအာရတော်လိုက်ကြတာတာဓုတာဓုတာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်တာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာဘာဆိုင်ရလို့လဲတာဓုခေါ်လိုက်တာပဲရှိတာပဲလေအဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်တာဓုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းတာဓုတွေခေါ်နေတာဒီတာဓုကတခါတလေအိတ်ချင်တန်နဲ့ခေါ်တဲ့တာဓုရှိသေးတယ်ဝန္တာအာရကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့တာဓုမျိုးဖြစ်ဖို့လိုတယ်နော်တာဓုဆိုတာလဲသွားပြီးတော့အထင်မသေးလေးနဲ့950ထဲမှာပါတဲ့သင်္ခဇတ်ဆိုတာရှိတယ်ဘုရားလောင်းကအဲ့ဒီတော့ကသင်္ခဆိုတဲ့ပုံနာတစ်ယောက်ဖြစ်တယ်လမ်းခရီးသွားတဲ့အခါမှာပိစိကဗုဒ္ဓတဆူကိုတွေ့လို့နေဘူးထဲမှာဖဏတ်မပါဘဲနဲ့ရှောက်နေတာကိုတွေ့လို့သူစီးလာတဲ့ဖဏတ်ကိုကြာကြာနာနာဆေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းလုပ်ပြီးတော့ပိစိကဗုဒ္ဓခြေထောက်ကိုဆွတ်ပေးလိုက်တယ်လှူလိုက်တယ်ဒီဖဏတ်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏတ်လှူပြီးတော့သင်္ဘောတက်တာသင်္ဘောကကမ်းကခွာ9 ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့သင်္ဘောပြက်တယ်သူ့နောက်ကတပည့်တစ်ယောက်ပါတယ်ဆရာတပည့်2ယောက်သင်္ဘောပေါ်ကပြင်ချက်တစ်ချက်ရလို့သင်္ဘောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာလှိုင်းလုံးနေချင်အောင်မျောနေတာအဲ့ဒီဖဏတ်လှူခဲ့တဲ့ကုသိုလ်ကြောင့်မို့လို့မြစ်ဆောင်နဲ့ပင်လယ်ဆောင်နတ်သမီးကလာခဲ့တယ်ကဲတဲ့အခါမှာသင်္ခပုံနာကိုသာကဲတယ်ကုသိုလ်ကြောင့်ကဲတာအဲ့ဒါလို့ကဲတဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တောင်မကြည့်ဘူးကဲပါလို့ပြောလဲမကဲဘူးနော်မကဲနိုင်ဘူးတဲ့အဲ့တော့ဘုရားလောင်းဆိုတာအသိဉာဏ်ရှိတယ်ဩဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲသူ့နားမှာရှိနေတဲ့သူ့တပည့်ကိုငါတပိငါဖဏတ်တယံပိစိကဗုဒ္ဓကိုလှူခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုမင်းအားအမျှပေးဝေပါတယ်အမျှဆိုဟိုကောင်ကတာရုလည်းခေါ်လိုက်ရောမကဲခြင်းလို့မရတော့နတ်သမီးကကဲလေရကုသိုလ်ကြောင့်ကဲတာဟောတာရုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဘူးလို့ဒါ950ထဲမှာသိကျင်ဖတ်ချိသင်္ခဇလို့ခေါ်တယ်ဆိုလိုတာကတာရုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်နေတယ်လို့ဒါကြောင့်မို့လို့ကုသိုလ်ဆိုတာဓမ္မအရေးပါတယ်လို့ဒီလိုပြောလိုတာပေါ့နော်ကုသိုလ်ကောင်းမှုဆိုတာအလုံးမှာလုပ်ကြရတာဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိလို့ရှိကြတာကြီးပဲ